ခတ္တိယလို့ခေါ်တယ်အဖေကမင်းမျိုးအမေကကျွန်မျိုးအဖေမျိုးကအရေးကြီးတယ်နော်အဖေကအမျိုးမြတ်တယ်မင်းမျိုးတွေကသို့တော့အမှန်တန်ချောမောလှပတဲ့နာဂမုံတာကျွန်မနဲ့ဒီမဟာနန်ကြီးကသမီးလေးတယောက်ရထားတော့ပြောမယ်ဆိုလို့ရှိရင်တာဂီဝင်စစ်တော့မဟုတ်ဘူးသို့တော့တာဂီဝင်ရဲ့ရင်သွေးဖြစ်နေတယ်ဝါဒဘခတ္တိယချောချောလှလှလေးဆိုတော့ဝါဒဘခတ္တိယဟာမဟာနာမမင်းကြီးရဲ့သမီးပဲလို့ဆိုပြီးပေးလိုက်ရင်ကောသလကြီးကျေနပ်လောက်တယ်ဆိုပြီးတော့နော်တာဂီဝင်မင်းသမီးစစ်ကိုမပေးဘူးအဖေရောတာဂီဝင်အမေလည်းတာဂီဝင်ဆိုတာကိုမပေးဘူးတချမ်းပဲပေးလိုက်တယ်ဒီလိုဆိုတာပေါ့နော်အဲ့တော့ဟိုကလည်းပါတယ်လေသူတို့ကဇက်အလွန်အလေးထားတဲ့တာဂီဝင်တွေကတော့ကြာမဟုတ်ဒီကိုပေးမှဆိုရတယ်ပေါ့မင်းမျိုးမဟုတ်ဘဲနဲ့မင်းမျိုးလုပ်ပြီးတော့ပေးမှဆိုရတယ်အဲ့တော့သူ့အဖေနဲ့ထမင်းတပွဲတည်းစားမှကျွန်နေလည်းမစားဘူးလေဘယ်တော့မှသူ့အဖေနဲ့ထမင်းတပွဲတည်းစားမှမင်းတို့လက်ခံရမယ်လို့အကြောင်းသိထားတဲ့ကောသလကလည်းသူ့အဖေနဲ့ထမင်းတပွဲတည်းစားတာဟုတ်မဟုတ်ကြည့်ခဲ့သမီးအရင်ဟုတ်မဟုတ်ကြည့်ခဲ့ဆိုတာလာပြီးတော့သာသဒုတမင်းတမန်တွေကဘုရင်ကြီးမှာလိုက်တဲ့အတိုင်းကဲခတ်ကြတဲ့ဒါကလည်းသတင်းကြားထားတော့မာနမင်းကြီးကဟုတ်ပြီထမင်းပွဲကြီးပြင်ပြီးတဲ့အခါကျတော့ထမင်းစားမလို့လက်နိုင်နေတယ်သမီးလာလေအဖေနဲ့အတူတူစားရအောင်ဟိုကနာဂမုံဒါရဲ့သမီးဝါသဘခတ္တိယကလည်းသမီးအရင်တော့အရင်ပဲပေါ့နော်မာနမမင်းကြီးစားမဲ့ထမင်းပွဲလေထိုင်လိုက်ရောမာနမင်းကြီးကိုငကိုယ်တည်းကဇက်တိုက်ထားတာအရှင်မင်းကြီးအရေးကြီးတဲ့စာတမ်းမှာဆိုပြီးတော့စာလေးတစ်လွှာလာကတ်တဲ့နော်စာလေးတစ်လွှာလာကတ်လိုက်တဲ့အခါကျတော့ကဲသမီးစားနဲ့အဖေလုံးဆရာရှိသေးတယ်ဆိုထားတော့ဘယ်လောက်ပါတော့အဲ့တော့ဟုတ်တယ်ဘုရင်ကြီးကသူထမင်းတူတူစားနေပြီတပွဲတည်းစားတယ်ဆိုဟိုလူတွေယုံသွားပြီးတော့ဝါသဘခတ္တိယတာဝတိပြည်ရောက်သွားတယ်ဆိုဇာလံရှိတယ်လေအဲ့ဒီလိုလှည့်ကွက်ကလေးနဲ့ပေးလိုက်တာအဲ့ဒီလှည့်ကွက်တွေကြောင့်နောက်ပိုင်းကျတော့ဝါသဘခတ္တိယရဲ့တာဝိတ္တုပွားကနေတာဂီဝင်မင်းတွေကိုချိန်မုံရေးစစ်ပွဲလုပ်ပြီးတော့အကုန်တတ်ပြစ်တာလေ